ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်မဟာ9ခုနှစ်နေမြေလွင်ဦးကျေးရွာဘက်မှာမနေ့ကမတ်လ16ရက်နေ့ည9:00နာရီဝန်းကျင်မှာ SNA ဖမ်းဆီးထိန်းသိမ်းထားတဲ့တရားခံအကျဉ်းထောင်သားတအူဖောက်ပြေးမှုတစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအကျဉ်းထောင်သားတရားခံဟာအကျဉ်းအချုပ်စခန်းကိုဖောက်ပြေးပြီးဥရုချောင်းတစ်ဖက်ကကန်နမ်တောဘက်ကိုရေကူးထွက်ပြေးသွားချိန်မှာ SNA ဘက်ကတနက်ပြက်ဖောက်ပြီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိထားရပါတယ်။ညကဟိုဘက်ကန်ကလွင်ဦးဘက်ကတရားခံထွက်ပြေးလို့လိုက်ဖမ်းကြတာဟိုဘက်ကန်က၄ချက်ပြက်ဖောက်တယ်အဲ့ဒါနဲ့ဒီဘက်ကန်ခွန်93တပ်သားတွေလည်း၄-၅ချက်ပြန်ပြက်ဖောက်တယ်အဲ့ဒါချောင်းကူးနေတာတရားခံကပြန်လဲမလာရင်ဟိုဘက်ကန်ဒီဘက်ကန်အတွဲလိုက်အော်တိုနဲ့ညှက်ပြေးပြစ်မလို့ SNA တပ်ဖွဲ့ဝင်တို့ကပြောပါတယ်ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့တရားခံကို SNA တပ်ဘက်ကဘလို့အမှုနဲ့ဖမ်းဆီးထားတာကိုမသိရသေးပေမဲ့နေဆက်သူတွေရဲ့ပြောပြချက်အရတရားခံဟာလွတ်ရက်နီးမှထွက်ပြေးဖို့ကြိုးစားတာကြောင့်ထပ်မံအပြစ်ပေးမှုတွေကိုခံရနိုင်တယ်လို့လည်းဆိုပါတယ်။နမ်တောမြို့တွင်လက်နက်ကင်တပ်ဖွဲ့ဘက်ကလည်းတနက်ပစ်ဖောက်ပြီးအပြန်အလှန်အချက်ပြပစ်ခတ်မှုတွေရှိခဲ့တာကြောင့်နမ်တောမြို့တွင်တွာလာနေတဲ့ပြည်သူတွေချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။ဥရုချောင်းတစ်ဖက်ကန်နောင်ပတ်လွင်ဦးထိန်ကုန်းစတဲ့ဒေသတွေဟာရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်မဟာ9ခုနှစ်နယ်မြေဖြစ်ပြီးနမ်တောဘက်ချမ်းကတော့ SNA တပ်မဟာ953နယ်မြေဖြစ်တယ်လို့သိရပါတယ်။